အိတ်ဆဲမှာဒီ VLOOKUP သုံးနည်းလေးကိုတစ်ချက်ပြောပြမယ်ပေါ့နော်အဲ့တော့ဒီဘယ်လိုသုံးရမလဲပေါ့နော် VLOOKUP ဆိုတဲ့ဟာကိုကြားဘူးနေတယ်ဒါပေမဲ့ဘယ်လိုသုံးရမလဲကျွမ်းကျွမ်းကျင်ကျင်လည်းမသုံးတတ်ဘူးပေါ့နော်ဘယ်လိုသုံးရမလဲမသိဘူးဆိုပြီးတော့ဖြစ်နေတဲ့သူတွေအတွက်ပေါ့နော်လွယ်ကူကူနဲ့သုံးလို့ရအောင်လို့ဒါလေးဒီဗီဒီယိုလေးကိုလုပ်ပေးရခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ formula ကကြတော့လေဒီလိုမျိုးလေးဖြစ်မယ်VLOOKUP ဆိုပြီးတော့ကိုရှာတဲ့sheet တစ်ခုcell တစ်ခုပေါ့နော်ပြီးလို့ရှိရင်ဒါကိုသွားရှာမယ် range တစ်ခုပေါ့နော်အဲ့ဒါပြီးရင်နောက်တစ်ခုကအဲ့ကိုသွားရှာမယ် range ထဲကနေမှသူကဘယ်နှခုမြောက်လဲပေါ့နော် row ဆိုရင်ဘယ်နှ row မြောက်လဲဆိုတာပေါ့နော်သူ formula လေနောက်တစ်ခုကဒီနားမှာ true false ဆိုပြီးတော့ရေးရတာပေါ့နော်false ဆိုလို့ရှိရင်တော့ तू ကိုသွားရှာတဲ့စကားလုံးရဲ့အတိအကျဆိုလို့ရှိရင် false နဲ့သုံးရတယ်ပေါ့နော်ကိုသွားရှာတဲ့စကားလုံးကိုအတိအကျမဟုတ်ဘူးနည်းနည်းထားပါတော့စကားလုံးအသွားလာတူတယ်ဆိုလို့ရှိရင်ပြပေးပေါ့နော်ရှာလို့ပြပေးဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တယ်ဆိုရင်တော့ဒီနားမှာ true ဆိုပြီးတော့သုံးရတယ်ပေါ့နော်အဲ့တော့ဒီတော်တော်များများကတော့ဒီ false နဲ့ပဲသုံးရတာများတယ်ပေါ့အဲ့တော့ဒီ formula လေးကိုအခြေခံသဘောတရားလေးကိုသိပြီဆိုလို့ရှိရင်ဒီတကယ်ဒီဟိုတစ်ခုသွားကြည့်အောင်ပေါ့နော်သွားကြည့်မယ်ဆိုရင်ပထမဆုံးကလေဒီshe want ဆိုတဲ့နေရာမှာဒါတော့ raw material raw product တွေပေါ့နော်ထားပါတော့ဒီမှာဆိုရင် product data ရှိမယ် product ID name ရှိမယ် category price store ဆိုပြီးတော့ဘယ်နှခုရှိလဲဆိုတာရှိမယ်ပေါ့နော်ဆိုတော့ဒီတဲကနေပြီးတော့ကိုကပစ္စည်းတစ်ခုရဲ့ဈေးနှုန်းကိုဆွဲထုတ်ချင်တယ်ပေါ့နော်ထားပါတော့ဒီပစ္စည်းတွေဆိုလို့ရှိရင်လေဈေးတွေကတစ်ခါကြရင်ရှိခြင်းအများကြီးပဲရှိရလေအများကြီးပဲရှိတော့ကြတော့ကိုကဒီအများကြီးတွေကနေမှကိုလိုချင်တဲ့ဟာလေးတစ်ခုတည်းကိုပဲတည်တံ့ဆွဲထုတ်ချင်တဲ့အခါမှာဒီ VLOOKUP ကိုသုံးကြတယ်ပေါ့ဆိုတော့ဒီ formula ကိုသုံးဖို့အတွက်ဒီမှာနောက်တစ်ခုရှိတုဆိုပြီးတော့လောက်ထားတယ်ပေါ့နော်အဲ့မှာဘာကိုဆွဲထုတ်မှာလဲဆိုရင်ဒီ product name ဆိုတဲ့တစ်ခုကိုဆွဲထုတ်မယ်ဘာနဲ့ဆွဲထုတ်မှာလဲဆိုလို့ရှိရင်ဒီ product ID ကိုကြည့်ပြီးတော့ဆွဲထုတ်မယ်product ID ကိုကြည့်ပြီးတော့ product name ကိုဆွဲထုတ်မယ်ပြီးရင် price ကိုဆွဲထုတ်မယ်ပေါ့နော်အဲ့တော့ကြည့်လိုက်အောင်ပေါ့နော်ဘယ်လိုလုပ်လို့ရတယ်ဆိုတာကိုကြည့်လိုက်အောင်အဲ့တော့ formula ကလည်းဆွမ်းတာအတိုင်းပဲVLOOKUP ဆိုတာနည်းစတယ်ပေါ့နော်ဆိုတော့ formula တစ်ခုသုံးတိုင်းမှာဒီ equal ဆိုတဲ့ဟာလေးကတော့အမြဲတမ်းထည့်ပေးရမှာပေါ့နော်ကိုရှာမဲ့နေရာမှာဆဲကွက်မှာ equal ဆိုတာလေးထည့်ပေးရမယ်အဲ့ဒါပြီးလို့ရှိရင်ဒီ VLOOKUP ဆိုတဲ့နာမည်လေးကိုခေါ်လိုက်မယ်ပေါ့ခေါ်ပြီးလို့ရှိရင်ဒီကွင်းစာလေးထည့်လိုက်မယ်ကွင်းစာလေးထည့်လိုက်ရင်သူ့ရဲ့ formula မှာလည်းပြပေးရလေဒီမှာ lookup value တဲ့ lookup value ဆိုတာကြတော့ကိုရှာမဲ့ကြည့်မဲ့ဟာပေါ့နော်ကြည့်မဲ့ဟာရှာကြည့်မဲ့ဟာဆိုတော့ကိုက product ID ဒီရှိပါဆို product ID ပဲရှိရလေ product ID ပဲရှိတော့ဒီ product ID ကိုတိုက်ပြီးတော့မှတခြား product name ကိုရှာရမှာလေအဲ့တော့ product ID ကိုဒီမှာ lookup value အနေနဲ့ထည့်မယ်ကောမှာပေါ့နော်ပြီးရင်ကောမှာထည့်မယ်ပေါ့နော်ပြီးရင်table array လို့ပြောတယ်ဆိုတော့ဘယ်ထက်ကနေသွားရှာမှာလဲအဲ့တော့ဘယ်ထက်ကနေသွားရှာမှာလဲဆိုတော့ကိုကshe one ထဲမှာသွားရှာမှာလေ she one ထဲမှာသွားရှာမှာဖြစ်တဲ့အတွက်ကြောင့် she one ကိုသွားရမယ် she one ကိုသွားရမှာဆိုတော့အခုချိန်မှာဘာမှမလုပ်သေးဘူးပေါ့နော်ဒီမှာကာစာလေးပဲဖြစ်နေသေးတယ်အဲ့တော့ဒီဘေးတွေကိုလည်းသွားပြီးတော့မချလိုက်နဲ့ပေါ့နော်ဒီကာစာလေးရှိတဲ့နေရာတိုင်းပဲ she one ကိုသွားလိုက်မယ်တစ်ချက်သွားပြီးလို့ရှိရင်ကိုရှာမဲ့ product ID ပေါ့နော် product ID ကနေစပြီးတော့မှတ်လိုက်မယ် select အပေါ်ကနေဆွဲမှတ်မယ်ပေါ့နော်5ထိမှတ်လိုက်မယ်ပေါ့နော် column က5ခုရှိရဆိုတော့အဲ့မှာ column 5ထိမှတ်လိုက်မယ်ဒီထိရလာမယ်နော်အဲ့တော့ column 5ထိမှတ်လိုက်မယ်မှတ်ပြီးလို့ရှိရင်ဘယ်ကိုသွားရမှာလဲပေါ့နော်အဲ့တော့ဒီမှာလေကွာရှိ1ကိုသွားလိုက်ပြီဆိုရင်စရင်မှတ်လိုက်ပြီပေါ့နော်မှတ်လိုက်ပြီဆိုရင်ဘယ်ဟိုမှမထောက်နိုင်ဘူးနော်စရင်ကိုမှတ်လိုက်မယ်မှတ်ပြီးရင်ဒီ formula ကိုတစ်ချက်ပြန်ထောက်လိုက်မယ်အပေါ်မှာပေါ်နေတဲ့ formula ပေါ့နော်အဲ့ဒါပြီးရင် comma ဆိုပြီးတော့ချလိုက်မယ် comma ချပြီးလို့ရှိရင်column index number ဆိုပြီးပြောရဲပေါ့နော်ကိုကဆွဲထုံးမဲ့ဟာက product name ဖြစ်တယ် product name ဖြစ်တဲ့အတွက်ကြောင့်ကိုမှတ်လိုက်တဲ့စောနာဆက်လက်မှတ်လိုက်တာ9ခုမှတ်လိုက်တယ်ပေါ့နော် row 9ခု column 9ခုမှတ်လိုက်တယ်အဲ့ဒီအထက်ကမှာ product name ကနံပါတ်1 column မှာရှိတယ် product name ကနံပါတ်1 column မှာရှိတော့2လို့ပေးလိုက်မယ်သူ့ရဲ့ column နံပါတ်ကိုပေါ့နော်တကယ်လို့ကိုက category ကိုပဲယူမယ်ဆိုရင် category ကဒီမှာလေနံပါတ်3မှာရှိတဲ့အတွက်ကြောင့်3ဆိုပြီးတော့လောက်ရမယ်ပေါ့နော်ကိုကနံပါတ်1က product name ကိုပဲယူမှာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1 column နံပါတ်2ပေါ့ဒီ B column ကိုစားပြပါပေါ့နော် B column နံပါတ်2ကိုပြောတယ်အဲ့တော့နံပါတ်2လို့ပြောမယ်တကယ်လို့ကိုကcategory မဟုတ်ဘူး price ဆိုလို့ရှိရင်တော့price ပဲလို့ရကြတယ်ဆိုရင်တော့ဒီမှာ column က1 2 3 4ခုမြောက်ပေါ့နော်4ခုမြောက်ဆိုတော့4ဆိုပြီးမှတ်လိုက်မယ်အဲ့ဆိုလို့ရှိရင်4လို့မှတ်မယ်မှတ်ပြီးရင် comma ဒီထဲမှာဟိုတခြားဘယ်နေရာမှာသွားပြောတော့မကလစ်ဘူးပေါ့နော်ကိုရဲ့ကလစ်ရမယ့်နေရာတွေ range တွေကိုပဲကလစ်တယ်ပေါ့နော်တခြားနေရာတွေတွားကလစ်လိုက်လို့ရှိရင်လေဒီမှာရှောက်ပြီးကလစ်မိလိုက်လို့ရှိရင်ဒီမှာ formula ပြတ်သွားမယ်ပေါ့နော်အဲ့သဘောမျိုးအဲ့တော့ကိုကအဲ့တခြားနေရာတွေဘာမှမကလစ်နဲ့အရင်ဆုံးဒီ formula အတိုင်းလေးပဲ flow လေးတိုင်းနဲ့တော့ပါပေါ့နော်အဲ့တော့နောက်တစ်ခုကဒီမှာ true နဲ့ false နဲ့လာပြီပေါ့နော် true ကကြတော့စောနာပြောသလိုမျိုး approximate ဆိုပြီးတော့ပြောရလေပြောရဲဆိုတော့ခံမှန်းခြေတော့ရှာပြရပါတော့အတိအကျရှာပြရမှာမဟုတ်ဘူးဒီ false ကကြတော့လုံးဝအတိအကျတွေးမှာပဲရှာလုပ်ပေးပါ product ID 0P0.P001 ဆိုရင်P001 မှာရှိတဲ့ product name ကိုပဲသူထုတ်ပေးမယ်ပေါ့ P001 မတွေ့ဘူးဆိုရင်လုံးဝထုတ်ပေးမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီမှာ false ဆိုပြီးတော့ထည့်လိုက်မယ်
နှစ်ချက်ကလေးလိုက်လေရအောင်နော်အဲ့ဆိုလို့ရှိရင်ဒါformula ပြီးသွားပြီပေါ့formula ပြီးသွားရင် queen page လေးပိတ်လိုက်မယ်နော် queen page လေးပိတ်ပြီးလို့ရှိရင်ဒီ change မှာ enter တစ်ချက်ခောက်လိုက်မယ် okay enter တစ်ချက်ခောက်လိုက်မယ်sorry ဒီမှာလေးဆိုပြီးတော့လုပ်လိုက်တော့ကျွန်တော်တို့က price ဖြစ်သွားပါဘောနော် product name ဖြစ်တဲ့အတွက်ကြောင့်နံပါတ်2ပေါ့နော်နံပါတ်2ကိုလောက်ရမယ်အဲ့တော့ P001 laptop တဲ့ထွက်လိုက်ပေါ့နော်နောက်အဲ့မှာကိုကဒီလိုလေးဆွဲကြည့်လိုက်ပေါ့နော်ဆွဲကြည့်လိုက်ရင်ဒီမှာ monitor mouse ဆိုပြီးတော့သူပြပေးလိုက်မယ်အဲ့တော့ဟုတ်သွားကြည့်မယ်ပေါ့နော်P001 က laptop P004 က monitor 002 က mouse ပေါ့ဆိုတော့ဒီမှာ001 laptop 004က monitor 2က mouse ပေါ့နော်အဲ့လိုလုပ်မယ်အဲ့ဆိုရင်ဒီမှာရပြီပေါ့နော်သူရဲ့ product နေနောက်တစ်ခုက product price ကိုလည်းအဲ့တိုင်းပဲရှာမယ်ညီမချင်း equal ပေါ့နော် VLOOKUP value ကိုကြည့်မယ်ဒီနေရာမှာလေတချို့ကဒီလိုမျိုးဆက်လက်မှတ်တာလေးရှိရပေါ့နော်အဲ့လိုလည်းရရပေါ့နော်ဒါပေမဲ့ဒါကပိုရှင်းတယ်ပေါ့နော်ဒီမှာ B2 ဆိုတဲ့နေရာလေးကိုဆက်လက်မှတ်လိုက်မယ်ပေါ့နော် B2 ဆိုတဲ့နေရာလေးကိုဆက်လက်မှတ်လိုက်မယ်ပြီးရင်ပထမတစ်ကြောင်းကိုရအောင်ရေးလိုက်လို့ရှိရင်လေဒီအောက်ကဟာတွေအတွက်အောက်က row တွေအတွက်ကအဆင်ပြေတယ်ဒီလားပထမတစ်ကြောင်းကိုလာရအောင်ရေးပေါ့နော်အဲ့တော့ B2 ဆိုတဲ့ဟာကိုနဲ့သွားရှာမယ်ကောမှာဘယ်တွေကိုသွားရှာမှာလဲဆိုလို့ရှိရင် table array ဖြစ်တဲ့အတွက်ကြောင့် C1 နဲ့ကိုသွားရှာမယ်ဘယ်ကနေစရှာမှာလဲဒီ product ID ကနေစရှာမယ် column number ကိုမှတ်ခဲ့မယ်2 3 4 5ဒီနေရာမှာလေ5ထိမှတ်လဲရတယ်မမှတ်လဲရတယ်ကိုလိုတလောက်ပဲမှတ်ရတယ်ပေါ့နော်ကိုက price ထိပဲလိုပဲဆိုရင်လည်း price ထိပေါ့ဒီမှာstock ထိလည်းမှတ်လို့ရတယ်မှတ်တာမှတ်လို့ရတယ်ပေါ့နော်ဒီ range ကကိုကြိုက်တယ်လို့မှတ်လို့ရတယ်ဒါပေမဲ့ကိုလိုချင်တဲ့ဟို column ပါအောင်တော့မှတ်ရမယ်ပေါ့နော်ဆိုတော့ဒီမှာ price ထိမှတ်လိုက်ပေါ့နော်အခုက price ကိုထုတ်မှာဆိုတော့လေ price ထိမှတ်လိုက်တော့သူက row number က column number ကဘယ်လောက်ဖြစ်သွားမလဲ4ပေါ့နော်အဲ့တော့ဒီမှာမှတ်လိုက်ပြီမှတ်ပြီးတော့ဒီမှာ comma ဆိုပြီးထည့်လိုက်မယ်အပေါ် equation မှာအဲ့ဒါပြီးရင် for ပေါ့နော် for ပြီးရင် comma ဒီမှာ false ရိုက်ထည့်လိုက်ရမယ်နော် fa c false ပြီးရင် queen bait ပေါ့ဒီမှာထည့်လိုက်မယ်ပြီးရင်ဒီလိုမျိုးလေးဆွဲချလိုက်မယ်နော်အဲ့တော့သူရဲ့ဈေးနှုန်းလေးတွေလည်းရပြီနောက်တစ်ခု stock ပေါ့နော် stock ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲ stockဒီမှာလေဒီ formula တစ်ကြောင်းရပြီဆိုတာနဲ့ဒီလိုဆွဲချလိုက်ပါတော့အဲ့ဆိုသူပါသွားမှာအဲ့တော့ဒီ formula တွေကိုကြည့်ကြည့်အောင်လေဒီမှာအပေါ်မှာဆိုလို့ရှိရင် B2 ကနေရှာမယ်လို့သူပြောမယ်နော်နောက်တစ်ခုကအောက်ကိုရောက်တော့ဆွဲချလိုက်တဲ့အတွက်ကြောင့်သူ B3 ကနေရှာမှာအဲ့တော့ဒီ product number ကနေရှာမယ်သူ formula သူ့အနေနဲ့ပြောင်းသွားပါတော့ဆွဲချလိုက်ရုံနဲ့အဲ့တော့ပထမတစ်ခုကိုလုပ်ပေးလိုက်တာနဲ့အဆင်ပြေတယ်ဒီနောက်ဟာတွေကသူ့အဆင်ပြေသွားမယ်ပေါ့နော်ဒီမှာ row တွေဘယ်လောက်ပဲရှိပေါ့နော်ဘယ်လောက်ပဲများကိုဆွဲချလိုက်ရုံပဲပေါ့နောက်တစ်ခုဒီ stock ကိုလည်းအဲ့တိုင်းပဲသွားမယ် VLOOKUP value ကိုကြည့်မှာ product ID နဲ့ကြည့်ရှာမယ်comma ကိုရှာခြင်းတဲ့ range ကိုသွားမယ် C1 ရဲ့ stock ဆိုတော့နောက်ဆုံးထိဆွဲရမယ်ပေါ့နော် column ကဘယ်နှခုမြောက်လဲဆိုတော့5ခုမြောက်ဟာကိုယူရမယ်အဲ့တော့C range ကိုထည့်ပြီးလို့ရှိရင် comma ပြီးရင်5ပေါ့နော်ပြီးရင် comma ဒီမှာလေး0နဲ့1နဲ့ကိုလည်းသုံးလို့ရတယ်ဒီလားfalse ဆိုလို့ရှိရင်0ပေါ့နော် true ဆိုရင်1ပေါ့ true ဆိုရင်1ပေါ့နော် false ဆိုရင်0ပေါ့နော်အဲ့လိုထည့်လို့ရမယ်အဲ့တော့0နဲ့သုံးကြည့်အောင်ဒီမှာဆိုရင် stock ကျလာပြီဒီလိုလေးပေါ့နော်အဲ့လိုမျိုးလေးလုပ်ရမယ်တခုရှိရလေကိုကဒါတော့ဒီ C2 ကနေပြီးတော့ C1 နဲ့ကိုသွားရှာပြီးခေါ်တာပေါ့နော်အဲ့လိုမဟုတ်ဘူးကိုရဲ့ Excel မှာကရှိရတခုတည်းပဲပေါ့နော်ရှိတခုတည်းပဲ data တွေကိုသုံးရမယ်ဆိုရင်ဒီ C1 ထဲကဟာကိုဒါ for example ပေါ့နော်example အနေနဲ့ပြန်ပြပေးမယ်ဒီမှာ copy ကူးလိုက်မယ်နော် copy ကူးမယ်ဥပမာsame sheet ပေါ့နော် sheet အတူတူပဲပေါ့နော်အဲ့ဆိုမျိုးဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရလဲဆိုဒီကောင်ဖြတ်လိုက်မယ်နော်ဒီကောင်ဖြတ်လိုက်မယ်delete ပေါ့နော်ဒါလေးကိုဖြတ်လိုက်အဲ့တော့ဖြတ်ပြီးတော့ဒီဘက်ကနေပြီးတော့VLOOKUPဒီ product နာမည်နဲ့ကြည့်မယ် comma ဘယ်ထဲကနေကြည့်မလဲဆိုတဲ့ဟာပေးမယ်ပေါ့ဒီမှာဒီလိုလေးမှတ်လိုက်မယ်ပေါ့နော်product range ကိုမှတ်လိုက်မယ်အကုန်လုံးမှတ်လိုက်ရင်ရရသေးလားဘာမှမဖြစ်ဘူးကိုကဒီမှာ range ထဲမှာကိုလိုချင်တဲ့ column name ပါတယ်ဆိုရတယ်ပေါ့နော်ဆိုတော့ဒီ range ကိုမှတ်ပြီးပြီဆိုရင် comma column index number ကကိုကဘာကိုယူမှာလဲ product name ဆိုလို့ရှိရင်ဒီမှာ number 2နေရာမှာရှိတဲ့အတွက်ကြောင့်column number 2ပေါ့နော်ဒီမှာလေ ADB နဲ့မဆိုင်ဘူးနော်ကိုမှတ်လိုက်တဲ့ range ကိုပဲဥပမာပေါ့နော်ကိုမှတ်လိုက်တဲ့ range ကိုပဲသူက column ပြပေးရပါတော့ဒီဟာဆိုလို့ရှိရင်1ပေါ့နော်ဒီဟာဆိုရင်2ပေါ့နော်ဒီဟာဆိုရင်3ပေါ့ဒီကောင်ဆိုရင်4ပေါ့နော်ဒီတစ်ခုဆိုရင်5အဲ့လိုမျိုးလေးပြပေးရပါတော့အဲ့တော့ကိုမှတ်လိုက်တဲ့ column က ABCD နဲ့မဆိုင်ဘူး
ဒီကိုမှတ်လိုက်တဲ့ range ရဲ့1 2 3နဲ့ပဲ column အရေးအတွက်နဲ့ပဲဆိုင်နေပေါ့အဲ့တော့တစ်ချက်ပြန်ကြည့်အောင်ဒီမှာ2ဆိုပြီးတော့ထည့်လိုက်မယ်2ပေါ့2ကောမှာဒီမှာ01ကိုသုံးနေရတယ်0သုံးလိုက်မယ်ပေါ့နော်0ဆို false 0မသုံးချင်ဘူးဆိုလည်းရတယ်နော် FALSC ဆိုပြီးတော့လိုက်ရှာလိုက်အဲ့ဆိုရင်ဒီမှာရမယ်အဲ့တော့ဒီမှာတစ်ခုခုပြောင်းကြည့်အောင် monitor မဟုတ်ဘူး mouse pad ပေါ့နော် mouse pad တစ်ချက်အဲ့ဆိုဒီမှာသူ့ကိုပြောင်းသွားမှာနော်အဲ့လိုမျိုးချိတ်ဆက်ပြီးတော့သူအလုပ်လုပ်တယ်ပေါ့နော်